မြက်ပုံးခန့်နဲ့လာရိတ်နွယ်တို့နှစ်ဦးရဲ့အချစ်စလန်းဟာဆယ်စုနှစ်တစ်ခုစာကြာမြင့်ခဲ့ပြီးတယောက်ရဲ့အကြောင်းတယောက်သိတယောက်ရဲ့အလိုကိုတယောက်ဖြည့်ဆည်းပေးရင်နားလည်မှုတွေခွင်လွန်မှုတွေနဲ့တိဆောက်ထားတဲ့သူတို့နှစ်ယောက်ရဲ့ကမ္ဘာလေးဟာအမြဲတမ်းပျော်ရွှင်စရာတွေနဲ့ပြည့်နှက်ခဲ့တဲ့မြက်ပုံးခန့်အတွက်တော့လာရိတ်နွယ်ဟာသူ့ဘဝရဲ့နေလာကျဲတွေအားလုံးဖြစ်ခဲ့တဲ့တီလုံးနဲ့တာယာနေတဲ့ကောင်းကင်ကြီးဟာရုတ်တရက်မိုးသားတွေနဲ့အုံမိုင်းသွားခဲ့တယ်။ဒီနေ့မှာတော့လိုင်းရင်တွေဟာမြက်ပုံးခန့်ကိုလမ်းခွဲစကားဆိုလာခဲ့တယ်။ကိုမြက်တို့လမ်းခွဲကြရအောင်။ဘာဖြစ်လို့လဲချစ်ရဲ့။ကိုတို့နှစ်ယောက်ကြားမှာဘာတွေမားနေလို့လဲ။မြက်ပုံးခန့်ရဲ့အတန်ကကြုံရင်နေခဲ့တယ်။လိုင်းရင်တွေဟာမျက်ရည်တွေဝဲနေတဲ့မြက်ဝန်းတွေနဲ့မြက်ပုံးခန့်ကိုကြည့်ရင်လိုင်းရင်မှာသိရနေပြီ။လာရဲ့ဘဝကိုမြေတောင်ပြောက်ပေးနိုင်တဲ့သူ့ရွေးချယ်ခွင့်ပေးပါလာရဲ့ကိုလမ်းခွဲပေးပါလို့တူတူလေးပြောလိုက်တယ်ဒီစကားမြက်ပုံးခန့်ရဲ့ရင်ကိုမိုးကြိုးပြစ်ချသလိုပါပဲသူဟာမယုံနိုင်စွာနဲ့လာရဲ့ຫນွယ်ရဲ့ရှေ့မှာဒိုးထောက်ချလိုက်ပြီးမလောက်ပါနဲ့လာရဲ့မထားခဲ့ပါနဲ့ကိုမားတာရှင်ကိုပြင်မပဲလာရဲ့မရှင်ကိုအသက်မရှိနိုင်ဘူးတကယ်ပြောတာပါမြက်ပုံးခန့်တရားငိုယိုပြီးအကြိမ်ကြိမ်တောင်းပန်နေခဲ့တယ်လာရဲ့နွယ်ဟာသူ့ရှေ့မှာတိုးထောက်တောင်းပန်နေတဲ့ချစ်သူကိုကြည့်ရင်ခွဲမတက်ခန်းစားနေရတယ်။သူမကိုယ်တိုင်ကလည်းမျက်ရည်တွေကြားနေပြီးတော့ကိုရဲ့လာရဲ့ဘဝအတွက်ပါလာရဲ့ဘဝကိုမြေတောင်မြောက်ပေးနိုင်တဲ့သူရွေးချယ်လိုက်ရပါမယ်။ကိုမြတ်လည်းချစ်မှန်သိပါတယ်။လာရဲ့ရှိုက်ကြီးတုံငင်ငိုပြီးပြောနေခဲ့တယ်။ဒါပေမဲ့သူမဟာမြက်ပုံးခန့်ရဲ့လက်တွေကိုဖြေချပြီးနောက်ဆုံးမှတော့ရက်ဆက်စွာကြောခိုင်ထွက်ခွာသွားခဲ့တယ်။လာရင်တွေထွက်ခွာပြီးတဲ့နောက်မြက်ပုံးခန့်ကဘာဟာပြတ်တုံသွားခဲ့ရတယ်။သူဟာအခန်းအားပြီးအရက်ကိုသာအဖော်ပြုတ်နေတယ်။အခန်းနေရန်ပေါ်ကသူတို့နှစ်ယောက်ရဲ့ပျော်ရွှင်ကြည်နူးနေတဲ့တပ်ပုံတွေကိုကြည့်ရင်အသီးစိတ်လွတ်မတက်အော်ဟစ်နေခဲ့တယ်။အရက်မူးလာတဲ့အခါတပ်ပုံတွေကိုကျမ်းပြင်ပေါ်ရိုက်ခွဲရင်းပါလို့လေငါအချစ်ကနေ့အတွက်တန်ဖိုးမရှိခဲ့လို့လားလို့အချိန်ချင်းအော်ဟစ်ရင်ကြည်ခွဲနာကျင်မှုကိုဖြေဖြောက်နေခဲ့ရတယ်။အရက်ခွက်ထဲမှာချစ်သူပုံရိပ်ကိုရှာရင်အထီးကျန်ညတွေကိုကြော်ဖြတ်နေခဲ့ရတယ်။ဒါပေမဲ့အချိန်တွေကြာလာတော့သူ့ခန္ဓာကိုယ်ကစပြီးသစ္စာဖောက်လာခဲ့တယ်။အရင်ကရင်ပတ်ထဲကအသေးနာကျင်ရတာအခုတော့ညာဘက်နှံရိုးအောင်မှာအသေးကပါတကယ်ဆိုးပြီးနာကျင်လာတယ်။အစာအသောက်တွေမြင်ရင်ပြုတ်စင်အန်ချင်စိတ်တွေကလွဲပြီးဘာမှမရှိတော့ဘူး။ညာဘက်တွေစီချွေးစည်းတွေပြန်ပြီးမျက်လုံးတွေကဝါရင်ရင်အယောင်တွေကိုမြင်တော့စိတ်မချမ်းမသာဖြစ်နေတဲ့မိခင်ဖြစ်သူကငါသားရဲ့ကိုယ့်ကိုယ်တည်းတနာပါအောင်အခန်းအောင်ပြီးအရက်တွေပဲတောက်နေတာဘယ်နှလတောင်ရှိနေပြီလဲဒီတိုင်းသာဆက်သွားနေမင်းအရက်ရဲ့ကြီးကြုံဖြစ်ပြီးတည်သွားရလိမ့်မယ်မဖြစ်သေးပါဘူးဆရာဝန်စီခေါ်သွားပြအောင်ပါပဲဆရာဝန်စီရောက်သွားတော့ဆရာဝန်ကပြက်ပြက်သားသားပဲပြောလိုက်တယ်အရက်ဆက်တောက်နေမင်းရဲ့အသေးအလုံးလုံးတော့မှမဟုတ်ဘူးကို့အသက်ကိုချစ်နေသေးတယ်ဆိုရင်အရက်တောက်တာအခုချက်ချင်းရက်လိုက်တော့ဆရာဝန်စီကနေအိမ်ပြန်လာတဲ့လမ်းတစ်လျှောက်လုံးမိခင်ဖြစ်သူလေးဘဝကိုပြန်လဲထူထောင်နိုင်ဖို့ဘောင်းစုံနားချနေခဲ့တယ်။ငါသားရဲ့ကို့ကိုမချစ်ရင်တော့အမေကိုတနာပါအောင်ကွာ။အမေမှာဒီသားလေးတယောက်ပဲရှိတာ။သားလေးသာတခုခုဖြစ်သွားရင်အမေရင်ကျိုးရမှာ။အမေသားလေးကအချစ်ရဲ့ကြီးကြုံဖြစ်ခဲ့ပြီးပြီ။အရက်ရဲ့ကြီးကြုံတော့ချက်အဖြစ်မခံပါနဲ့တော့သားရဲ့မိခင်ဖြစ်သူဟာမျက်ရည်လေးဝိုင်းကငိုတန်ပါအောင်ပြောလာတော့မျက်ဖုံးခန့်တယောက်ဘဝအသစ်ကိုတပံပြန်လဲဖို့ဆုံးဖြတ်လိုက်တယ်။ဒီလိုနဲ့နှစ်တွေတရွေ့ရွေ့ကုန်ဆုံးလာခဲ့ပြီးမြက်ဖုံးခန့်ရဲ့ကြေကွဲခြင်းနှောင်းအိမ်ထဲကနေသူ့ကိုယ်သူရုံထွက်နိုင်ခဲ့တယ်။အတွေ့ရတဲ့ရောက်ကိုအမာရွတ်အဖြစ်ချပြီးဘဝကိုအသက်အနေပြန်လဲတိဆောက်ခဲ့တယ်။အလုပ်ကိုအသေးလေးစူးစမ်းခဲ့ရမှာအခုဆိုရင်သူဟာအောင်မြင်နေတဲ့လုပ်ငန်းရှင်တယောက်ဖြစ်နေခဲ့ပြီးတနေ့မှာတော့မြက်ဖုံးခန့်ဟာသူ့လုပ်ငန်းနဲ့ပတ်သက်ပြီးမိဖက်ကုမ္ပဏီတစ်ခုကိုသွားရောက်တွေ့ဆုံခဲ့ရတယ်။အစည်းအဝေးခန်းထဲကိုဝင်သွားတဲ့ခါမှာတော့သူ့ကိုစောင့်ကြုံနေတဲ့မန်နေဂျာကိုမြင်ပြီးအဲ့ဒီနေရာမှာတင်ကြောက်ရွံ့လို့တောင့်ခဲသွားခဲ့တယ်။သူမလာရင်တွေဟာအရန်ချက်ပုံမရင်းကျက်လာပြီးတည်ငြိမ်တဲ့ပုံမှန်တရံဖြစ်နေပေမဲ့အရင်လိုတောက်ပါတဲ့အပြုံးတွေပျောက်ဆုံးနေခဲ့တယ်။သူတို့နှစ်ယောက်ရဲ့မျက်ဝန်းတွေစုံမိတဲ့အခိုက်အတန့်မှာအချိန်တွေအားလုံးရက်တန်သွားခဲ့သလိုပဲလာရင်တွေဟာလည်းမျက်ပုံးခန့်ကိုမြင်ပြီးအံ့အားသင့်မှုတွေဝမ်းနည်းမှုတွေနဲ့ရှက်ရွံ့မှုတွေရောပြိုးနေတဲ့မျက်နှာထားနဲ့ကြည့်နေခဲ့တယ်။သူမဟာအိမ်ထောင်မကြသေးဘူးဆိုတာမျက်ပုံးခန့်ရိတ်စားမိလိုက်တယ်။အလုပ်ကိစ္စတွေပြောပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်ဟာကော်ဖီဆိုင်တစ်ခုမှာစကားပြောဖြစ်ခဲ့ကြတယ်။ကိုထင်ခဲ့တာမင်းအိမ်ထောင်ကြပြီးတာယာပြောရွှေတဲ့ဘဝကိုပိုင်ဆိုင်နေလောက်ပြီလို့ထင်ခဲ့တာမျက်ပုံးခန့်ကစကားဆလိုက်တယ်
လာရင်တွေဟာကောင်းငုံထားရင်တို့လိန်ညာခဲ့တာပါအဲ့တော့လာရည်တို့မိဘကိုရဲ့အခြေအနေကြောင့်သဘောမတူခဲ့ဘူးကို့အနာဂတ်မှာပင်ပန်းမှာဆိုလို့ကို့အတွက်ဝင်ထုတ်ဝင်ဖို့မဖြစ်စေချင်လို့ကို့ကိုအမုန်းတရားတွေနဲ့မေ့ပြစ်နိုင်အောင်တို့လိန်ညာပြီးလမ်းခွဲခဲ့ရတာပါမျက်ရည်တွေနဲ့အတူအမှန်တရားကိုဖွင့်ချလိုက်တယ်မျက်ဖုံးခန့်အရာအလုံးကိုသဘောပေါက်သွားခဲ့တယ်သူလည်းလာရည်နွယ်ရဲ့လက်နှစ်ဖက်ကိုနှွေးထွေးစွာစုပ်ကင်လိုက်ပြီးကိုတို့နှစ်ယောက်လုံးအမားတွေလောက်ခဲ့ကြတယ်ဒါပေမဲ့တယောက်ကိုတယောက်ချစ်တဲ့အချစ်ကတော့ဘယ်တော့မှမမခဲ့ဘူးကိုဘဝထဲကိုပြန်လာပါတော့ချစ်ရဲ့ဒီတကောက်တော့ဘယ်အရာကမှကိုတို့နှစ်ယောက်ကိုမခွဲစေရဘူးလာရင်တွေဟာမျက်ရည်တွေကြားကနေပျော်ရွှင်မှုတွေနဲ့ကောင်းငိမ့်လိုက်တဲ့အထင်လွဲမှားမှုတွေနဲ့နာကျင်မှုတွေကြားမှာဝေးကွာခဲ့ရတဲ့နှလုံးသားနှစုံဟာအခုတကောက်မှာတော့တယောက်ကိုတယောက်ပုံမနားလည်စွာနဲ့ထာဝရအတွက်ပြန်လဲပေါင်းပတ်လိုက်ကြပါတော့တယ်ဒီလိုအချစ်ဆက်လန်းတုံလေးတွေကိုဆက်လက်နားဆင်ချင်နေဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်သွားကစောင့်မျှော်နားဆင်လို့ရပါတယ်ရှင်